OIL ကို Y လို့ထွက်နေတယ်ဆိုရင်တော့ဒီ video လေးကသင်တို့အတွက်ပါ OIL ရဲ့အတန်လေးက oil အဲ့လိုလေးထွက်ပြရပါတယ်ဟင်းအတန်ထွက်ကလည်းဘယ်လိုကြီးလဲမသိဘူးဘယ်လိုထွက်ရမလဲမသိဘူးဒါဆိုရင်တော့ဒီချေကတစ်ဆင့်ချင်းစီထွက်ပုံထွက်နည်းလေးကိုပြပေးသွားပါမယ်လိုက်လုပ်ကြည့်ပါအရင်ဆုံးအနေနဲ့ အဲ့လိုလေးအရင်ဆိုကြည့်မယ်ပြီးနောက်တစ်ဆင့်အနေနဲ့ it ဟုတ်ပြီဒါဆိုလို့ရှိရင်နှစ်တန်ကိုပြန်ပေါင်းဆိုပြရမယ် it okay နောက်ဆုံးတစ်ဆင့် L ရဲ့အတန်လေးကရှားလေးကိုထောက်လိုက်မယ်နော်L ရဲ့အတန်လေး L ဆိုတဲ့နော် L ရဲ့အတန်အတန်လေးကိုဖြာပြီးတော့သုံးတန်ပြန်ပေါင်းပြီးတော့ဖြည်းဖြည်းချင်းဆိုပြပေးမယ် အဲ့တော့သုံးတန်လုံးပေါင်းဆိုပြမယ်နော် oil ဟုတ်ပြီအဲ့တော့ကိုယ့်ရဲ့အတန်ထွက်ကိုမှန်ပြန်စစ်မယ်ဘယ်လိုပြန်စစ်မလဲဆိုရင် Google Translate မှာဒီ microphone ပုံလေးပါတယ်လေအဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးသွားလို့ရှိရင်ကိုကရွှတ်ကြည့်လိုက်မယ်ပေါ့နော် oil ဟုတ်ပြီအဲ့ဒီမှာသူက OIL ဆိုပြီးတော့ပြပြီဆိုရင်တော့အားလုံးရဲ့အတန်ထွက်တွေကမှန်သွားပြီပေါ့နော်ဟုတ်ပါပြီနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် bye bye